Superhero တွေအချင်းချင်းအုပ်စုကွဲပြီးတိုက်ခိုက်ကြတဲ့ Captain America Civil War ရဲ့လေစိတ်တိုက်ပွဲမင်းကွင်းကိုမှတ်မိကြအောင်ပါပါ။အဲ့ဒီတိုက်ပွဲထဲမှာအသက်အငယ်ဆုံးဖြစ်တဲ့ Spider-Man ဟာသူ့ရဲ့အသိဉာဏ်နဲ့အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။အေယာမလူကြီးအဖြစ်ပြောင်းလဲသွားတဲ့ Giant Man ကိုဘလို့နှိမ်နင်းရမလဲလို့အားလုံးအကြံအိုက်နေချိန်မှာ Peter Parker ကဟေးအားလုံးပဲဟိုးရင်ခိက Empire Strikes Back ဆိုတဲ့ရုပ်ရှင်ဟောင်းကြီးကိုကြည်ဘူးကြလားလို့မေးလိုက်ပါတယ်။ Tony Stark ကတော့ဒီကောင်လေးကဘလောက်တောင်ငယ်နေတာလဲဆိုပြီးရေကျင်ပတ်ချင်းဖြစ်သွားခဲ့တာပေါ့။ပီတာကတော့သူ့အကြံအတိုင်းရုပ်ရှင်ထဲက AT-AT စရုပ်ကြီးတွေကိုခြေထောက်ကနေပတ်ချီပြီးလဲချတဲ့နေ့အတိုင်း Giant Man ရဲ့ခြေထောက်တွေကိုပင့်ကူမီနဲ့ပတ်ချီပြီးအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါနဲ့။ဒါပေမဲ့တိုက်ပွဲအပြီးမှာတော့ပီတာဟာအတော်လေးအထိနာသွားခဲ့ပါနဲ့။ Tony Stark ကသူ့စီပြေးလာပြီးမင်းတော်တော်လေးကောင်းကောင်းလုပ်နိုင်ခဲ့တယ်။အခုတော့လဲနေလိုက်တော့လို့စိုးရင်တကြီးပြောခဲ့ပါတယ်။ပီတာကကျွန်တော်အဆင်ပြေပါတယ်စက်တိုင်နိုင်ပါသေးတယ်လို့စွတ်ညင်းနေပေမဲ့တိုနီကတော့သူ့ကိုအနားယူစေချင်နေတာပါတိုနီကမင်းတာဝန်ပြီးပြီအခုအိမ်ပြန်တော့မဟုတ်ရင်မင်းရဲ့အားတော်မယ်ကိုဖုံးဆက်တိုင်းလိုက်မှာနော်လို့ချစ်စပွဲချင်းချောက်လိုက်ပါတယ်ပီတာကနေဦးလီမစ္စတာစတက်ကျွန်တော်မပြီးသေးဘူးဗျာလို့တွတ်ပြောနေရင်းနဲ့ပဲတိုက်ပွဲကနေအနားယူလိုက်ရပါတော့တယ်ဒါဟာတိုနီစတက်ရဲ့ပီတာအပေါ်ထားရှိတဲ့ဖခင်တပွဲခီးရုဆိုင်မှုနဲ့ပီတာပါကာရဲ့ခလေးဆန်ပေမဲ့တော်လုံးနဲ့ပါရမီကိုမြင်တွေ့ခဲ့ရတဲ့အမှတ်ရစရာအခိုက်အတန်းလေးပဲဖြစ်ပါတယ်ဗျာ